ကဘာချက်စရာခေါင်းဆောင်တိတ်ဆန်လေးတွေကတော့တစ်ခိုအားလားနှာခေါင်းကြီးကြီးရှုပ်ဖွက်နေတဲ့သပင်ပုံစံနဲ့အမြဲတမ်းအေးမွားတဲ့မျက်နှာပေးလေးကတကယ်ကိုဥကြောင်ကြောင်လေးနဲ့ချစ်စရာကောင်းပါတယ်အေးစစ်စစ်နေတဲ့သူများရဲ့အဖိုးနာလို့တောင်ခေါ်လို့ရတယ်ဒီနေ့ကို20နာရီအိတ်တယ်ကျန်တဲ့ချိန်3နာရီကိုအစားစားဖို့သုံးပြီးတနာရီကိုတော့ပုံစံမျိုးမျိုးပေးပြီးချောပြဖို့သုံးပါတယ်တိုက်ခိုက်ရေးစွမ်းရင်အားနဲ့လွန်ပြီးသူတစ်ပါးတည်းနဲ့အစာမလူနိုင်တာကြောင့်အစိတ်ရှိရဲ့ယူကလစ်ရွက်တွေကိုသာစားရပါတယ်ဒါကြောင့်သူ့ရဲ့အိတ်နေတဲ့ပုံစံဒါမှမဟုတ်ချောပြနေတဲ့ပုံစံတွေဟာတကယ်တော့ခန္ဓာကိုယ်ကစိတ်တောက်တွေကိုခြေဖြတ်နေတာပါယူနန်ပြည်နယ်ကလူတွေကမှုစားပြီးအစိတ်တက်လို့အိယာတဲ့လဲနေတယ်လို့မျိုးအစိတ်ခြေဖြတ်ဖို့အတွက်အချိန်ယူနေရတာဖြစ်ပါတယ်နံပါတ်1ပင်ကွင်းအသားဆိုင်လေးတွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်တင်းငယ်တဲ့ဥကောင်းနဲ့မွေးကလေးကဟာတာတက်ခံပါလာတဲ့ကောင်လေးတွေပါငငယ်တုန်းကတော့လမ်းလျှောက်ရင်ဘောင်းမီအိတ်ထဲလက်နိုင်ထားတယ်လို့မျိုးပုံစံဖမ်းပြီးလမ်းလျှောက်တတ်ပေမဲ့အရွယ်ရောက်လာတဲ့အခါမှာတော့လမ်းလျှောက်တဲ့အခါကိုလုံးကြီးကရိန်ထိုးနေပြီးဒါမှမဟုတ်ခေါင်းကြီးကရမ်းနေတာမျိုးဖြစ်တတ်ပါတယ်မြေပြင်ပေါ်မှာဘိုင်းနဲ့ထိုးလျှော့သွားတဲ့ပုံစံကလည်းအသားဆိုင်လေးတွေတုံခါနေပြီးအလွန်ကြီးရပါတယ်သူတို့ကိုကြည့်ရတာပေါ့ပြက်ပြက်နိုင်တယ်လို့ထင်ရပေမဲ့ချစ်ရေးမှာတော့အလွန်တည်ကြည်ကြပါတယ်လက်ထပ်ထိမ်းများခြင်းဆိုင်ရာဥပဒေမရှိပေမဲ့တသက်မှာတရားစနစ်ကိုပဲကိုယ်တိုင်ဆောင်ထိန်တတ်ကြပါတယ်ဒါပေမဲ့အခုလိုမျိုးသူတို့ကမချစ်စရာကောင်းတဲ့အချိန်တွေကလည်းရှိတတ်ပါသေးတယ်နံပါတ်3 slotဦးကောင်းသေးသေးဦးကြောင်ကြောင်မျက်လုံးတွေနဲ့လက်တစ်ဖက်လှုပ်ရှားဖို့တောင်10မိနစ်လောက်အချိန်ယူရပါတယ်။လေးုံငှက်တွေတောင်သူ့ကိုစားမိရင်ညံရင်နှိမ်သွားမှကြောက်ရတဲ့အထိပါပဲ။သူကတော့အပြင်းထုသူများရဲ့ဆရာကြီးပါ။တနေ့ကိုတစ်ပင်ပေါ်မှာ18နာရီအိတ်တယ်။ကျန်တဲ့4နာရီကတိတ်ရွက်စားပါတယ်။တိတ်ရွက်တစ်ရွက်ကိုအစာချေပြတ်ဖို့9ရက်တောင်ကြာတတ်ပါတယ်။တနေ့တာလှုပ်ရှားမှုကလည်း38မီတာထက်မပိုပါဘူး။အိမ်သာသွားရင်လည်းအခမ်းအနားရှိဆုံးတိရစ္ဆာန်ဖြစ်ပြီးတစ်ခါသွားရင်နိုင်ခွက်လောက်အချိန်ယူပြီးမြေပြင်ပေါ်မှာဒါမှမဟုတ်ရေပြင်အထိတောင်ဆင်းရပါတယ်အခုထက်ထိမျိုးမသုံးမဲ့အသက်ရှင်တာကအံ့ဩစရာပါပဲနံပါတ်4ပန်နာနီငငယ်တဲ့ကကြီးတဲ့အထိဘယ်ဘက်ကကြီးကြီးအပြစ်ပြောစရာမရှိအောင်ချစ်စရာကောင်းတဲ့ကောင်လေးပါဦးကြောင်ကြောင်ဦးကောင်လုံးဝနဲ့ကိုလုံးမှုပွားပွားမိကြီးနဲ့နူးညံ့ပြီးစော့ကျင်စရာရှိတဲ့ဇယိုက်တွေကလူသားတွေရဲ့နှလုံးသားကိုဖန်ဆားနိုင်ပါတယ်အန်ရဲ့ဂျုံတဲ့အခါလက်နှစ်ဖက်ကိုအပေါ်မြောက်တတ်ပါတယ်ဒါကအရှုံးပေးတာမဟုတ်ပဲသူတို့ရဲ့အင်အားကိုထုတ်ပြနေတာပါအားတဲ့အချိန်မှာလူသားတွေစီအစာရဖို့အတွက်အလုတ်ကလေးတွေကုလုပ်ပေးတတ်တယ်လို့ပြောတဲ့အခါမှာလည်းရှာလေးထုတ်ပြီးချွဲပြတတ်ပါသေးတယ်လူသားတွေအချက်ဆုံးဖြစ်အောင်ပြောင်းလဲတာတဲ့ကောင်ကလေးပါနံပါတ်5ရေနံဆက်မြင်ပူဝက်ကလေးလိုကိုလုံးချောမွတ်တဲ့အရေးပြားနဲ့အသားဆိုင်လေးတွေပြည့်နေတတ်တဲ့ဥကောင်းကတကယ်ကိုချစ်စရာကောင်းပါတယ်။ကုန်းပေါ်မှာကြာကြာနေရင်နေလောင်မှာကြောက်လို့ရေထဲဆင်းပေမဲ့ရေထဲမှာလည်း3မိနစ်ထပ်ပို့ပြီးအသက်မအောင်နိုင်ပါဘူး။ဒါကြောင့်ကုန်းတလဲရေတလဲနဲ့တော်တော်လေးအလုရှုံနေတဲ့ကောင်လေးပါ။တဲတဲလေးဆိုပေမဲ့ဒေါသထွက်လာရင်တော့တကယ်ကိုကြောက်စရာကောင်းပါတယ်။နံပါတ်6ဝေလာငါဖြူဖောင်းကားပြီးချစ်စရာကောင်းတဲ့ကောင်ကြီးပါ။ဇယိုက်ကဆော့တက်ပြီးထူးထူးဆန်းဆန်းတွေလည်းလုပ်တတ်ပါတယ်။ခလေးတွေကိုလက်အောင်လုပ်ပြီးစနောက်ရတာကိုလည်းဝါသနာပါတယ်။ညံရီကလူသား9နှစ်6နှစ်အရွယ်လောက်ရှိပါတယ်။လူကြီးကိုတွေ့ရင်လည်းပျော်ပျော်ရွှင်ရွှင်တုတ်ပြန်တတ်ပါတယ်။နူးညံ့နေတဲ့သူ့ရဲ့ဦးခေါင်းကိုမြင်ရင်လည်းလူတိုင်းကကိုင်းကြည့်ကျင်ကြပေမဲ့ဒါဟာသူ့ရဲ့လမ်းညွန်အချက်ပြစနစ်ဖြစ်ပါတယ်။တကူလုံးအသားဆိုင်တွေနဲ့နူးညံ့တယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့မှာအားကစားသမားတွေလိုဝမ်ဘိုက်တက်သား18ခုအထိတောင်ရှိနေပါတယ်။သူကပြုံးပြတတ်တဲ့တိရစ္ဆာန်နန်းငယ်တဲ့ကတမျိုးဖြစ်ပေမဲ့ခြီပြီးနန်းလို့တော့မရပါဘူးနံပါတ်9မီယာကတ်အိမ်မွေးကြောင်ထထောင်တင်းငယ်ပြီးစရိုက်ကနူးညံ့နေပါတယ်။နှလုံးတစ်ဝိုက်မှာအမဲရောင်ဝိုင်းလေးတွေပါတာကနေကမျက်မှန်တထားတလို့မျိုးနေအောင်တန်ကိုလည်းကာကွယ်ပေးပါတယ်။သူကဆက်စုအကြဆုံးတိရစ္ဆာန်ပါပဲ။ခဏခဏမတ်တရက်ပြီးပဝန်းကျင်ကိုဆက်စုတတ်ပါတယ်။လူသားတွေကိုမြင်ရင်မိခင်ရင်းကိုမြင်ရတာထက်တောင်ပျော်နေပြီးသူတို့ပေါ်မှာတက်ပြီးနေပူစာလုံကျင်ကြပါတယ်။အလွန်ညံကောင်းတဲ့အတွက်မျိုးသုံးမဲ့အန္တရာယ်မရှိသလိုအိမ်မွေးတိရစ္ဆာန်ဖြစ်လဲမွေးပြကြပါတယ်။နံပါတ်10ပုတ်တင်ညိုအယောင်မျိုးမျိုးပြောင်းလဲနိုင်တဲ့မော်စရာလို့တောင်ခေါ်ပါတယ်။သူ့ရဲ့ရေပြားဟာဖုန်းစခရင်တက်တောင်အယောင်စုံလင်ပြီးတင့်ရင်ကြီးသားထက်တောင်စိတ်ပြောင်းလဲမြန်ပါသေးတယ်။အယောင်ကချက်ချင်းပြောင်းသွားတတ်တယ်လို့မျက်လုံးနှစ်ဖက်ကလည်းတိချစီလဲပတ်နိုင်ပါတယ်။သူ့ရဲ့ရှာကခန္ဓာကိုယ်ထက်2ဆလောက်တောင်ပိုရှိပါတယ်။အိမ်မှာရင်ကောင်းရှိရင်တစ်ကောင်လောက်မွေးထားတာကတကယ်ကိုမိုက်ပါတယ်။ဒါပေမဲ့တတိတော်ထားပါမဟုတ်ရင်သင်မှာသူ့ရဲ့အစာဖြစ်သွားနိုင်ပါတယ်။နံပါတ်9 Lorisနာမည်နဲ့လိုက်အောင်ပြင်လွန်ပြီးအိတ်နေရင်တော့မျက်လုံးမပိတ်တတ်တဲ့အကောင်လေးပါကမ္ဘာအနေကွေးဆုံးမြောက်မျိုးနယ်ဖြစ်ပြီးအစာတစ်ခုယူဖို့တောင်2မိနစ်ခွဲလောက်ကြာပါတယ်ရှက်တက်တဲ့ဇယိုက်ရှိပြီးဦးကောင်းကြီးကြီးဦးကြောင်ကြောင်မျက်နှာလေးနဲ့တက္ကသိုလ်ကျောင်းသားလေးတွေလိုရိုးရိုးအားအားမျက်နှာပေးရှိပါတယ်တကယ်ကိုချစ်စရာကောင်းလို့မွေးချစ်စရာဖြစ်ပေမဲ့သူကတော့အပြင်းထူလွန်းလို့ကမ္ဘာမျိုးသုံးလူစီရင်နဲ့ပါသွားပါပြီနံပါတ်10လူရှင်တော်ငါ
နာမည်မှာအယုတ်ဆိုအာဂလီဆိုတဲ့နာမည်ပါပေမဲ့သူကတော့လုံးဝယုံမဆိုပါဘူးတောက်ပတဲ့အယောင်ချစ်စရာမျက်လုံးလေးတွေကြောင့်ငါးတဲ့မှာချစ်စရာအကောင်းဆုံးအစင်သက်မှတ်ခံရပါတယ်လူရှင်တော်ရဲ့ဝတ်စုံနဲ့အယောင်ချင်းစင်တူလို့သာဒီလိုခေါ်တာပါထူးခြားတာကတော့သူတို့ကလိန်ပြောင်းနိုင်စွမ်းရင်ရှိပါတယ်ငါးအုပ်စုတအုပ်စုမှာအမတကောင်ပဲရှိတတ်ပြီးငငယ်တုန်းကအကုန်လုံးအထီးတွေကြီးပါပဲကြီးလာတဲ့အခါမှာအကြီးဆုံးတကောင်ကမျိုးဆက်ပြောင်းသွားဖို့အတွက်အမအဖြစ်ပြောင်းလဲသွားတယ်တကယ်လို့အမကတိတ်ဆုံးသွားရင်ဒုတိယအကြီးဆုံးအထီးကအမအဖြစ်ထပ်ပြောင်းပေးပါတယ်ဒီလိန်ပြောင်းလဲမှုဖြစ်စဉ်ကတော့နောက်ပြန်လှည့်လို့မရပါဘူးကဲအားလုံးပဲသင်တို့ရဲ့စိတ်ထဲမှာတော့ဘယ်တိရစ္ဆာန်လေးကနံပါတ်1ချစ်စရာအကောင်းဆုံးလဲဆိုတာပြောပြခဲ့ကြပါဦး